ဟေးသိပြီလားတောင်ကူမှာလူငယ်တွေအကြိုက်ဓာတ်ပုံလှလေးတွေလည်းဖန်တီးလို့ရတဲ့ဆိုင်လေးတစ်ဆိုင်ကိုတွေ့ထားပါတယ်အစားလေးလည်းစားလို့ကောင်းသလိုဓာတ်ပုံလေးတွေလည်းအများကြီးရိုက်လို့ရတဲ့ဆိုင်လေးပေါ့နော်ကဲဘိုက်စာနေတာနဲ့ဆိုင်တက်လေးမှာ try ကြည့်မယ်ဆိုပြီးတော့သွားစားဖြစ်ပါတယ်အခုဆိုလို့ရှိရင်ကန်လန်းကနေပြီးတော့ကျွန်မတက်သွားတာပေါ့နော်ကန်လန်းကိုရောက်ပြီဆိုလို့ရှိရင်ညာဘက်ကိုချိုးလိုက်တယ်ပြီးပြီဆိုလို့ရှိရင်ကန်တော်လန်းဆိုတဲ့လမ်းကိုရှေ့မှာတွေ့လိုက်မယ်ပေါ့နော်ဆိုင်ဘုတ်ကကိုယ်ရှက်လို့လားမသိဘူးကိုယ်နေတယ်ကဲအဲ့ဒီကန်တော်လန်းကျွန်မလည်းရအောင်ရိုက်တယ်ပေါ့နော်အဲ့ဒီလမ်းလေးကိုချိုးသွားပါမယ်ပြီးရင်ရွှေစံတော်မရန်ကျောင်းတိုက်ကိုလည်းတွေ့မယ်အဲ့ဒီလမ်းတန်းလေးကိုပဲဆက်သွားရုံပါပဲရှေ့ဆက်သွားပြီးဆိုဒီပန်းရောင်တိုက်ကြီးကိုသတိထားလိုက်ပါအဲ့ဒီရဲ့ကဲ့ရနာလောက်ဆိုလို့ရှိရင်ဒီ Kismet ဆိုတဲ့ဆိုင်လေးကိုတွေ့ရမှာဖြစ်ပါတယ်ဆိုင်လေးကဖွင့်ထားတာမကြသေးဘူးပေါ့နော်အထဲမှာဓာတ်ပုံရိုက်ဖို့ကိုသူကတေချာလေးလုပ်ပေးထားတယ်တိတိကျကျကလေးနဲ့အနည်းဆုံး4နေရာလောက်5နေရာလောက်ကိုဓာတ်ပုံရိုက်မဲ့နေရာလေးကိုထပ်ထားပေးတယ်ပေါ့နော်ကိုကရိုက်တတ်တယ်လို့ကိုတော်ရင်တော်တယ်လို့ရိုက်လို့ရတဲ့နေရာလေးပေါ့နော်နောက်တစ်ခုထူခြားတာကတော့ဒီမှာဟာလာအစားအသောက်ကိုပဲတေချာလေးရောင်းပေးတယ်ပေါ့နော်အဲ့တော့ဟာလာသမားတွေအတွက်ဆိုရင်ဆိုင်ကအရန်ရှာရခက်တယ်ဒါပေမဲ့အဲ့လိုမျိုးဆိုင်လေးရှိနေတဲ့အတွက်ကြောင့်မလို့တချို့တွေဆိုလို့ရှိရင်လည်းဟာလာတီးတန့်စားကျင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်အဆင်ပြေတဲ့ဆိုင်လေးပါကျမကတော့အော်ရာမာပြီးရဲ့အချိန်မှာဓာတ်ပုံလေးတွေအမိရရိုက်ပါတယ်စားခံဒီဆိုလို့ရှိရင်စားပြီးသွားမှဆိုရှိုးပဲ့သွားမှဆိုလို့ပေါ့နော်မှာထားတာတွေရောက်ပါပြီမာလာရှန်ကောဘာကငါးကြော်လေးရဲ့ပြီးတော့ထမင်းတုပ်လေးမှာထားပါတယ်လို့ဆိုင်သစ်ဖြစ်တာရဲ့ပထမဆုံးစစားတာဖြစ်တဲ့အတွက်အရသာဘယ်လိုနေမလဲဆိုတာစမ်းစားကြည့်ပါမယ်ဒါလေးကတော့ထမင်းတုပ်ပါခဏလေးနော်ထမင်းတုပ်လေးကိုနှိပ်လိုက်ပါအောင်မယ်ရှင်ဘိုက်ကလည်းစနေတာဆိုတော့အာရပါရဆွဲလိုက်ပါအောင်မယ်ဆိုတော့အရင်ဆုံးကျွေးပါတယ်ထမင်းတုပ်လေးကလေကျမစားတဲ့အခါမှာသူ့ရဲ့အရသာလေးကခလေးတွေစားလို့အဆင်ပြေမဲ့အရသာမျိုးအဆက်ဖက်မဟုတ်ပဲအချိုဘက်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ကိုရီးယားထမင်းတုပ်တို့ဘာလို့ဆိုလို့ရှိရင်တချို့ကအဆက်လေးတွေကြိုက်တယ်ဒါကတော့သူတို့ request လုပ်ကြည့်လို့ရမယ်လို့ထင်ပါတယ်ကျမကတော့ဒီခလေးတွေစားရဲပေါ့နော်အချိုဘက်ပေါ့နော်အဲ့ဒါလေးကိုစားပါတယ်ထမင်းတုပ်ရဲ့ဆန်သားလေးကလည်းတော်တော်လေးအဆင်ပြေပါတယ်မာလာရှန်ကောကလည်းသူ့အရသာနဲ့သူအဆင်ပြေပါတယ်အရင်ကြီးတော့အရသာပြင်းပြင်းရှရှကျမတို့စားနေကြအပုံစံအတိုင်းတော့မဟုတ်ဘူးပေါ့နော်သူ့အရသာပြပြလေးနဲ့သူ့အရသာနဲ့သူတော့ကောင်းပါတယ်ကျမရဲ့အကြိုက်ဆုံးကတော့ဒီရဲ့ငါးကြော်လေးပါဘာလို့ဆိုတော့ဒါလေးကကက်ကက်ငါးကိုသူကပပလေးလွှာပြီးတော့အယိုးမပအောင်ပေါ့နော်ပြီးတော့အဲ့ဒါလေးကိုမုံနေနဲ့ကက်ကြော်ထားတဲ့ဟာလေးပေါ့နော်ဒီဟာလေးကိုကျမလေးတော်တော်လေးကတွင်းတွေ့တယ်တော်တော်လေးလည်းအရသာရှိတယ်ကျမလေးဘေးကလူတော်မှထပ်ပြောပြနေငါးကြော်လေးတော်တော်ကောင်းတယ်လို့ဒီလိုမျိုးလေးတောင်ညွှန်းပေးဖြစ်တယ်အထက်ကငါအရသာနူးနူးအီအီကိုမှအပေါ်ကပေါ့နော် crispy ပြန်ပြီးတော့ကတ်ပြီးတော့ကြော်ထားတဲ့ဟာလေးကလေကျမတို့တော်တော်လေးဆွဲဆောင်သွားတယ်ပေါ့နော်ပြီးတော့ကျမအဲ့ဒါလေးစားလိုက်ပြီးတော့အေးလေးတောက်လိုက်နေပေါ့နော်တကယ်ကိုကြည်နဲ့တင်းတင်းရောက်ရင်းနေပါတယ်ပြီးတော့နောက်တစ်ခုကျမကတွင်တွေ့ခဲ့တဲ့ဟာနောက်တစ်ခုကတော့ဘာကာပါဒီဘာကာလေးကတော်တော်လေးလဲကြီးပြီးတော့သူ့ရဲ့အထဲမှာလဲလေသူကအစုံထည့်ပြီးထားတဲ့ကြက်ဥတွေရောအသားပြားတွေရောပေါ့နော်တချို့တွေကအသားကြော်ထည့်ပေမဲ့ဒီအသားပြားလေးမျိုးကိုလည်းကျမကြိုက်တယ်ပေါ့နော်ဘာကာကတော့ထုံးစံ